ဘီလီယံနာရှုပ်တယောက်ဟာမိသားစုဘက်ကလက်ထပ်ဖို့ဖိအားများစွာခံနေရတာကြောင့်စိတ်လျော့ချဖို့ကိုပိုင်လေရင်နဲ့နိုင်ငံခြားခီးထွက်ဖို့ဆုံးဖြတ်ခဲ့တယ်။ဒါပေမဲ့သူ့ညီငယ်ကတော့မိသားစုရဲ့အိမ်ချမ်းမြေငွေကြေးအားလုံးကိုလက်ဝယ်ရယူချင်တာတခုပဲရှိနေခဲ့တယ်။ဆီယိုရဲ့အစီအစဉ်ကိုတီးလိုက်တဲ့အချိန်မှာလေရင်ပေါ်မှာလှုပ်ဝက်ပြီးဘုံတစ်လုံးထားလိုက်တယ်။စစ်လေရင်ထွက်သွားချိန်မှာသူ့ညီကရီမိုတ်ကိုနှိပ်လိုက်ပြီးမိနစ်မကြာခင်လေရင်ဟာမိုးလယ်မှာပဲပောက်ကွဲသွားတယ်။သူ့ညီကပြုံးရည်ပြီးတောင်းပန်ပါတယ်။အကိုမင်းကိုမဖယ်ရှားလိုက်ရင်ငါအမြဲမင်းအောက်မှာပဲနေရတော့မယ်လို့ပြောလိုက်တယ်။အဲ့ဒီနောက်သူ့ကိုယ်သူမိသားစုရဲ့တူးရသောအမွေဆက်ခံသူအဖြစ်တွေးလိုက်တယ်။ဒါပေမဲ့သူမသိတာကဆိုဟာတကယ်တော့အသက်ရှင်နေစေဖြစ်ခဲ့တယ်။ဒါပေမဲ့ပောက်ကွဲမှုကြောင့်မှတ်ဉာဏ်ပျောက်သွားပြီးလမ်းဘေးမှာလှည့်လည်နေတဲ့ဆင်းရဲသားတစ်ယောက်လိုဖြစ်သွားတယ်။သူဟာအဝတ်အစားကောင်းကောင်းမရှိပဲအမိုက်ပုံးတွေကအစားအစာတွေကိုရှာစားပြီးခွေးကြီးတစ်ကောင်နဲ့တောင်အစားအတွက်တိုက်ခိုက်ရတဲ့အထိဖြစ်လာတယ်။အဲ့ဒီအချိန်မှာလှပတဲ့မိန်းကလေးတစ်ယောက်နဲ့မတော်တဆတွေ့ဆုံမိတယ်။သူတို့မျက်လုံးတွေတွေ့တဲ့အခါတခုခုထူးခြားတဲ့ခံစားချက်တက်လာတယ်။ဆီကမတိမတာဆွဲဆောင်မှုတစ်ခုခံစားလိုက်ရပြီးမိန်းကလေးကလည်းသူ့ရဲ့နက်နဲတဲ့မျက်လုံးကြည့်ခြင်းကြောင့်မမေ့နိုင်တော့အောင်မေးမရဖြစ်သွားတယ်။မိန်းကလေးကပြုံးပြီးဝိုးဒီနေ့ခေတ်မှာတောင်ဆင်းရဲသားတွေရှိနေသေးတာပဲလားလို့ပြောလိုက်တယ်။ပြီးတော့သူ့နာမည်နဲ့လိပ်စာကိုမေးတယ်။ဒါပေမဲ့ဆိုကအယမ်းမေ့လျော့နေတဲ့အတွက်ဘာမှမဖြေနိုင်ပဲခေါင်းလုပ်ပဲလုံနိုင်တယ်။အကျိုးဆက်တွေကိုမစင်စားပဲသူမကသူ့ကိုအိမ်ခေါ်သွားဖို့ဆုံးဖြတ်လိုက်တယ်။ဒါပေမဲ့သူမလည်းကိုယ့်ပြဿနာတွေရှိနေခဲ့တယ်။မိဘတွေကမမာနာကြီးတဲ့ချမ်းသာတဲ့ယောက်ျားတစ်ယောက်နဲ့လက်ထပ်ဖို့ဖိအားပေးနေကြတယ်။ဒါကြောင့်သူမစဉ်းစားလိုက်တာကဒီဆင်းရဲသားလိုပဲထင်ရပေမဲ့တကယ်တော့မဖြစ်နိုင်တဲ့သူကသူမကိုကူညီနိုင်မယ်လို့ပဲဖြစ်တယ်